ညိုဒီ comment လေးဖြစ်ပေးခြင်းလို့ဂျင်းမှာမမကြီးတွင်းပြီးတော့ရိုးရိုးဆော့တာနဲ့ PTU ပြီးဆော့တာဘာကွာခြားလဲဆိုတဲ့အခါကျတော့ညိုတစ်ချက်ချင်းဖြည့်ပြီးတော့ရှင်းပြပေးသွားမယ်အဲ့တော့ဂျင်းမှာရိုးရိုးမမကြီးတွင်းပြီးတော့ဆော့တယ်ဆိုလို့ရှိရင်ဂျင်းမှာflow trainer တွေရှိရပေါ့နော်ဒီတစ်ပတ်လောက်ကိုမမကြီးတွင်းထားတာဖြစ်တဲ့အတွက်ကြောင့် flow trainer တွေကနေပြီးတော့မှဒီတစ်ပတ်လောက်ကိုတေချာလေးပြပေးတယ်ပေါ့နော် PTU ပြီးဆော့တယ်ဆိုလို့ရှိရင်တော့ဒီ personal trainer ကနေပြီးတော့မှကိုယ့်ရဲ့ goal ဥပမာကိုကဝေးကြကျင်တာ weight gain ဆော့ကျင်တာစသဖြင့်ပေါ့နော်ကိုယ့်ရဲ့ goal ပေါ်မူတည်ပြီးတော့မှ customize workout plan နဲ့ customize diet plan တွေကိုအသေးစိတ်စီစဉ်ပေးတယ်ပေါ့နော်ဘေးကင်းလုံခြုံမှုနဲ့ ဖောင်မှန်ကြတော့ဘာကွာခြားမှုရှိလဲဆိုလို့ရှိရင်ဂျင်မာရိုးရိုးဆော့တာကကြတော့ညိုတို့မှာအခြေခံ movement တွေရှိတယ်ပေါ့နော်အေး hinge pattern တို့ဒီ squat pattern တို့ဖောင်မှန်ဦးဆိုလို့ရှိရင်ဒီ back pain ဖြစ်နိုင်တာတို့ဒီ shoulder injury ဖြစ်နိုင်တာတို့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့ PTU ပြီးဆော့တယ်ဆိုလို့ရှိရင်เนาะအသက်ရှူပုံရှူနီးကနေစပြီးတော့မှအခြေခံ movement တွေအားလုံးကိုညိုတို့ကအသေးစိတ် view စိုက်ပြီးတော့ပြသပေးတာဖြစ်တဲ့အတွက်ကြောင့်injury free ပေါ့နော်ဒဏ်ရာရမှုကင်းစေပြီးတော့မှလိုချင်တဲ့ result ကိုအမြန်ဆုံးရနိုင်တယ်ပေါ့နော် motivation အရဆိုလို့ရှိရင်တော့ဒီရိုးရိုး flow မှာမမချင်းတွင်းတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုချင်းသွားရမယ်ဆိုတော့အနောက်ကနေပြီးတော့မှလိုက်တွန်းမဲ့လူရှိမနေဘူးပေါ့နော်ဒါပေမဲ့ PTU ထားတယ်ဆိုလို့ရှိရင်တော့ဥပမာတစ်ပတ်ကို4ရက်ဆော့ရမယ်ဒါမှမဟုတ်တစ်ပတ်ကို5ရက်ဆော့ရမယ်ကိုယ့်ရဲ့ trainer တွေကနေပြီးတော့မှတတ်မှတ်ပေးထားတဲ့ရက်အတိုင်းကိုရောက်အောင်လာရတယ်ပေါ့နော်ပြီးတော့လိုချင်တဲ့ကိုရောက်ဖို့အတွက်ကြတော့ဒီ flow မှာဆော့တယ်ဆိုလို့ရှိရင်ကိုကဘယ်ဟာကိုသေချာ focus ထားပြီးဆော့ရမလဲဆိုတာကိုမသိတဲ့အတွက်ကြောင့်ဒီ goal ရောက်ဖို့ကြတယ်ပေါ့နော် PT နဲ့ဆော့တယ်ဆိုလို့ရှိရင်เนาะတလားဆိုလဲတလားဒီတေချက်ချာဒီအတိုင်းအတာအစာ weight ကအစာပေါ့နော်တေချက်ချာဒီမှာဆော့တဲ့ဒီတနာရီခွဲကိုပဲတေချက်ချာ queue ဆိုင်ပေးတာမဟုတ်ဘဲနဲ့ကြံတဲ့အချိန်23နာရီလောက်ကိုဘာတွေလုပ်နေတာလဲပြီးလို့ရှိရင်ဘလို့စားတောက်နေထိုင်လဲဆိုတဲ့ဟာတွေပြီးရင်အိတ်ချိန်မှန်ရဲ့လားရေတက်ပြေဝရဲ့လား stress တွေများနေလားစသဖြင့်ပေါ့နော်တေချာ queue ဆိုင်ပြီးတော့ follow up လိုက်လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်တို့အတွင်းနဲ့ကိုတိတာတဲ့ result ကိုရနိုင်တယ်ပေါ့နော်ကြေးပိုင်းဆိုင်ရာမှာကတော့ flow မှာဆိုလို့ရှိရင်တော့ဒီမမကြေး9000ဆို9000 6000ဆို6000ညိုတို့ပေးပြီးတော့ဆော့လိုက်ရဖြစ်တဲ့အတွက်ကြောင့်ဒီငွေကုန်ကြေးကြတော့တက်တာတယ်ပေါ့နော်ဒါပေမဲ့ဒီယူလို့ရှိရင်တော့ PT ကြေးသတ်မှတ်ထားတဲ့ကြေးပမာဏကိုပေးလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးပေးရတာဖြစ်တဲ့အတွက်ကြောင့်ဝန်ကြားစီရဲ့အနေနဲ့ဆိုလို့ရှိရင်တော့ဒီ PTU ချင်းကပို့ပြီးတော့မှငွေကုန်ကြေးကြများတယ်ပေါ့နော် flow မှာပဲဘယ်လိုလူတွေဆော့တင်လဲဒီ PTU ဘယ်လိုဆော့တင်လဲဆိုတဲ့ဟာလေးကိုမျိုးအနှစ်ချုပ်အနေနဲ့ပြောပြပေးမယ်ပေါ့နော်ဒီ flow မှာမကြေးတွင်းပြီးတော့ဆော့မယ်ဆိုလို့ရှိရင်တော့ exercise found တွေကိုကောင်းကိုကနားလည်နေတယ်ပြီးလို့ရှိရင်ကိုကဒီ technique ကိုလည်းတေချာနားလည်တယ်ကိုသွားမဲ့ body ကိုအတွက်ကိုလည်းကိုကဒီ exercise workout plan တွေကိုတေချာသိတယ် diet plan တွေကိုလည်းနားလည်တဲ့လူတွေအတွက်ဆိုလို့ရှိရင်เนาะဒီမမကြီးတွင်းပြီးတော့မှပုံမှန်ဆော့သွားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီကိုကကိုဆော့ရမှာလည်းပြင်းနေအနီးကပ်ဘေးကနေကလေးတယောက်လိုမျိုးအသေးစိတ်တေချာ train ပေးပြီးတော့မှကိုပြင်းနေရင်တော့အနာကနေ motivate မဲ့လူလိုချင်တယ်ဆိုလို့ရှိရင်တော့ PTU ပြီးတော့ဆော့တင်ပါတယ်လူကတော့ certified personal trainer ညိုဖြစ်ပါတယ်မျိုးနဲ့ PT ယူကျင်တဲ့အမျိုးသမီးတွေအတွက်ဒီညနေပိုင်းမှာဒီ PT နှစ်ချိန်စာရပါအောင်မယ်အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်လို့လည်းရပါတယ်စာပို့လို့လည်းရပါတယ်ကျေးဇူးပါရှင်